สวัสดีครับအားလုံးမင်္ဂလာပါဒီနေ့ကတော့သင်ခန်းစာ3ကိုဆက်ပြီးတော့လေ့လာကြမယ်နော်သင်ခန်းစာ3မှာကတော့ထိုင်ပြီးအနိဒာ24လုံးနဲ့မိဂုံမီချင်းကိုလေ့လာကြရမှာဖြစ်ပါတယ်အရင်ဦးဆုံးထိုင်ပြီးလေတာ24လုံးကိုကြည့်ကြမယ်နော်ပထမဆုံးတစ်လုံးကခေါ်ခွိုင်ခေါ်ခွိုင်ခေါ်ခွိုင်ခခွေတန်ဖြစ်ပါတယ်ဒီဘက်ကတော့ကျွဲเนาะခွိုင်ဆိုတော့ကျွဲကိုပြောတာပါပြီးရဲ့တန်ကကျတော့ခေါ်ဖြစ်ပါတယ်နောက်ထပ်တစ်လုံးကခေါ်ခွန်းခေါ်ခွန်းခေါ်ခွန်းခခွေတန်ပဲဖြစ်ပါတယ်ခွန်းရဲ့ဒီဘက်ကတော့လူဖြစ်တယ်เนาะဒီမှာပါပြီးရဲ့တန်ကတော့ခေါ်ပဲဖြစ်ပါတယ်အတန်ထွဲတူတူပဲပေါ့เนาะခေါ်ခွန်းကတော့အခုလက်ရှိမှာဆိုရင်စာရေးတဲ့အခါသုံးနေပါပြီပေါ့နော်တိတ်ပြီးတော့မသုံးတော့ပါဘူးနောက်ထပ်တစ်လုံးကခေါ်လက်ခံခေါ်လက်ခံခေါ်လက်ခံသူလည်းခောက်ခွေတန်ပဲဖြစ်ပါတယ်လက်ခံကတော့ခေါင်းလောင်းပေါ့နော်ပြီးရဲ့တန်ကကျတော့ခေါ်အတူတူပဲပေါ့နော်ဒီသုံးလုံးကခေါ်ဆိုပြီးတော့အတန်တုံးတူတူပဲသွားပါတယ်နံပါတ်၄တစ်လုံးကိုကြည့်မယ်ချော်ချางချော်ချางချော်ချางခောက်ခွေရပင်တန်ပေါ့နော်ချางကစင်ဖြစ်ပါတယ်ပြီးရဲ့တန်ကတော့ချော်ပေါ့နော်နံပါတ်5တစ်လုံးကစော်ဆို့စတန်နော်ဆိုးကတန်ကြိုးဖြစ်ပါတယ်ပြီးကတော့ဒီမှာနော်ချော်ချางနဲ့ပုံစံဆင်ပေမဲ့သူမှာပုံမှာခေါင်းလေးနှစ်ခုကွဲနေပါတယ်စော်လို့ထွက်မယ်နော်ဒီကျတော့စော်အတန်ဖြစ်ပါတယ်နံပါတ်6တစ်လုံးကချော်ရှឺချတန်ပေါ့နော်ခက်ခွေရပင်တန်ပဲဖြစ်ပါတယ်ချော်ချางလိုမျိုးနော်ချឺကတော့တစ်ပင်ဖြစ်ပါတယ်ပြီးရဲ့တန်ကချော်လို့ထွက်မယ်နော်နောက်တစ်လုံးကထော်မွန်ထိုထားစင်လူတန်ပါမွန်ထိုကတော့နန်းတွင်းသူပေါ့နော်ထိုင်းရာဇဝင်ထဲမှာရှိတဲ့နန်းတွင်းသူရဲ့နာမည်ကမွန်ထိုဖြစ်ပါတယ်ကြီးရတော့ဒီမှာနော်သူရဲ့တန်ကထော်ပဲပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်လုံးကထော်ဖူးထောင်းသူလည်းထဆင်တို့အတန်ပဲဖြစ်ပါတယ်ထအတန်နော်ဖူးထောင်းကအဖိုးဖြစ်ပါတယ်ပြီးကတော့ထော်ပေါ့နော်ဒီမှာပါပုံစံကထော်ဖြစ်ပါတယ်နောက်ထပ်တစ်လုံးလည်းထော်ထဟန်ထဆင်တို့အတန်ပဲဖြစ်ပါတယ်ထဟန်ကစစ်သားနော်ထော်ဒီမှာနော်ဒီပြီးလဲထော်ပဲဖြစ်ပါတယ်နောက်ထပ်တစ်လုံးသူလဲထော်ပဲပေါ့နော်ထော်ထုံဖြစ်ပါတယ်ဖတ်စင်တို့တန်ထုံကတော့အလံဖြစ်ပါတယ်ဟောနော်ထော်ဒီကဒီမှာဖြစ်ပါတယ်နောက်ထပ်တစ်လုံးကြည့်မယ်ဒီတစ်လုံးကတော့ဖဥထုပ်တန်ဖြစ်ပါတယ်ဖော်ဖန်ဖတ်တန်နော်ဖန်ကတော့ကလပ်ဖြစ်ပါတယ်ဆွမ်းတော်တွေပါတင်တဲ့ကသုံးတဲ့ဂျက်ကလပ်ကိုဖန်လို့ခေါ်ပါတယ်ဒီကတော့ဒီမှာနော်ဖော်ပါတယ်နောက်ထပ်တစ်လုံးကအင်္ဂလိပ်အခရာ F တန်ဖြစ်ပါတယ် for fun လို့ထွက်မယ်နော် F တန် fun ကတော့သွားဖြစ်ပါတယ်ပါဇက်ထဲမှာရှိတဲ့သွားကို fun လို့ခေါ်တယ်နော်ဒီကတော့ဒီမှာပါ for နဲ့ပုံစံဆင်ပါတယ်ဒါပေမဲ့ခေါင်းလေးကွဲတယ်ပေါ့နော် for ဖြစ်ပါတယ်နောက်ထပ်တစ်လုံးကဖအတန်ပဲဖြစ်ပါတယ်သူကြတော့ဖော်စံဖောက်ဖအတန်နော်စံဖောက်ကရွက်လေဖြစ်ပါတယ်ဒီကတော့ဖော်ဖြစ်ပါတယ်နော်ဒီမှာပါနောက်ထပ်တစ်လုံးဟော်နုတ်ဟုနော်ဟော်ဖြစ်ပါတယ်ပြီးရတန်နော်မြန်မာအခရာဆိုရင်တော့ဟာနဲ့တူတာပေါ့နော်နုတ်ဟုကဇီးခွဲဖြစ်ပါတယ်ဟော်ဒီမှာနော်
ဆက်ပြီးတော့ကြည့်မယ်နောက်ထပ်တစ်လုံးကငအတန်ဖြစ်ပါတယ်ငေါငူငေါငူငေါငူဘီရဲ့တန်ကငေါဖြစ်တယ်နော်ငူကတော့မွေပေါ့နော်ဒီမှာမွေဖြစ်ရမှာဖြစ်ပါတယ်အဖို့ဖြစ်နေမွေနော်ငူကမွေဖြစ်ပါတယ်နောက်ထပ်တစ်လုံးကယောရင်ယောရင်ယောရင်ယောဒီမှာယောဘီဖြစ်ပါတယ်ရတန်ပေါ့နော်ရင်ကကျတော့မိန်းကလေးကိုပြောတာပါနောက်ထပ်တစ်လုံးနော်နင်နော်နင်နော်နင်နော်ဒီမှာဘီကိုနော်လို့ခေါ်ပါတယ်နင်ကတော့ကိုရင်ဖြစ်တယ်နော်နငယ်တန်ဖြစ်ပါတယ်နောက်ထပ်တစ်လုံးကနော်နူနော်နူနော်နူနော်ဒီဘီလဲနော်တန်ပဲဖြစ်ပါတယ်နတန်ပေါ့နော်ဒီမှာအခရာဆိုရင်နူကတော့ကြွက်ဖြစ်ပါတယ်နောက်တစ်လုံးမောမာမောမာမောမာဒီအတန်ကမောဖြစ်ပါတယ်မာကတော့မြင်းเนาะမတန်ပါနောက်တစ်လုံးယောยักษ์ယောยักษ์ယောยักษ์ဒီအတန်ကယောရင်လိုမျိုးပဲเนาะယောยักษ์ကကျတော့ဘလူးဖြစ်ပါတယ်ရအတန်เนาะနောက်ထပ်တစ်လုံးရော်รือရော်รือရော်รือဒီအတန်ကရောရှာလိမ့်မယ်เนาะရောအတန်ဖြစ်ပါတယ်รือကတော့လှေဖြစ်တယ်เนาะရအတန်ဖြစ်ပါတယ်နောက်တစ်လုံးလော်လင်းလော်လင်းလော်လင်းဒါကတော့လအတန်ဖြစ်ပါတယ်လော်ဆိုပြီးတော့เนาะဒီမှာဖြစ်ကလင်းကတော့မြောက်ဖြစ်ပါတယ်နောက်ထပ်တစ်လုံးကိုကြည့်မယ်ဒီတစ်လုံးကဝအတန်ဖြစ်တယ်ဝေါ်ဝင်ဝေါ်ဝင်ဝေါ်ဝင်ဟာနော်ဝေါ်ဆိုတဲ့ B ဖြစ်ပါတယ်ဝင်ကတော့လက်စွပ်ဖြစ်တယ်နော်လက်စွပ်ကိုဝင်လို့ပြောပါတယ်နောက်ဆုံးတစ်လုံးလော်ဂျူလာလော်ဂျူလာလော်ဂျူလာသူလည်းလာအတန်ပဲဖြစ်ပါတယ်လော်လင်းလိုမျိုးပဲပေါ့နော် B ကဒီမှာဖြစ်ပါတယ်သူကိုလော်လို့ဖတ်ပါတယ်လာအတန်နော်ဂျူလာကတော့စွန်ဖြစ်ပါတယ်ကျိုးနဲ့ချီပြီးတော့လေပေါ်မှာလှုပ်တဲ့စွန်ကိုဂျူလာလို့ခေါ်တယ်နော်ဟုတ်ပြီဒါကတော့အနိဒာ24လုံးဖြစ်ပါတယ်တစ်ခါလောက်ပြန်ပြီးတော့နားထောင်ကြရအောင်နော်ပထမဆုံးတစ်လုံးကခေါ်ခွိုင်ခေါ်ခွိုင်ခေါ်ခွန်းခေါ်ခွန်းခေါ်ရက်ขังခေါ်ရက်ขังชอช้างชอช้างซอโซ่ซอโซ่ชอชื่อชอชื่อทอมอนโททอมอนโทที่จะลงละทอผู้เท่าทอผู้เท่าทอทหารทอทหารทอธงทอธงพอพันพอพันฟอฟันฟอฟันพอสำเภาพอสำเภาหอนกคู่หอนกคู่ဆက်ပြီးတော့งองูงองูยอหญิงยอหญิงนอเนนนอเนนนอหนูนอหนูมอม้ามอม้ายอยักษ์ยอยักษ์รอเรือรอเรือลอลิงลอลิงวอแหวนวอแหวนลอจุฬารอจุฬาဟုတ်ပြီနော်ဒါကတော့ထိုင်ပြီးနိဒန်24လုံးဖြစ်ပါတယ်ဒါလေးကိုတေချာလေးနားထောင်ပြီးတော့ရတဲ့အထိကိုလိုက်ပြီးတော့ဆိုမယ်ကြက်မယ်နော်ပြီးလို့ရှိရင်အင်စာရေးမယ်ပေါ့နော်ဒီလေးတွေကိုတစ်လုံးကို10လုံးလောက်ထိပေါ့နော်တစ်လုံးကိုတဒန်းဒါမှမဟုတ်ရင်
2တန်း3တန်းတိရေးလို့ရပါတယ်ဒီကိုရေးတဲ့ခါကျရင်ခေါင်းပါတဲ့ B လေးတွေခေါင်းကနေပြီးတော့စပြီးတော့ဆွဲမယ်ပေါ့နော်ခေါင်းမပါတဲ့ B ကကြတော့အစကနေဆွဲလို့ရပါတယ်ဒီမှာဆိုရင်လည်းပေါ်ကနေပြီးတော့ဆွဲမယ်ပေါ့နော်ခေါင်းအပေါ်မှာဖြစ်ပါတယ်โอเคပါဆက်ပြီးတော့မှထိုင်းစက်ကလုံးပေါ့နော်မိကုံးမီးတဲ့စက်ကလုံးလေးတွေကိုကြည့်ကြမှာဖြစ်တယ်ဘတ်တစ်ကတော့အလိုက်ကတော့ဘာလဲလို့မေးတာဖြစ်တယ်ဘတ်နှစ်ကยังไงကတော့ဘယ်လိုလဲလို့အခြေအနေကိုမေးတာဖြစ်ပါတယ်နံပါတ်3ใครကတော့ဘယ်သူလဲလို့မေးတာပါနံပါတ်4ကทำไมဘာကြောင့်လဲနံပါတ်5ที่ไหนဘယ်မှာလဲနံပါတ်6เท่าไหร่ဘယ်လောက်လဲနံပါတ်9เมื่อไหร่ဘယ်တော့လဲနံပါတ်10ကไหนဘယ်ဟာလဲဘယ်နေရာလဲလို့မေးတာဖြစ်တယ်နံပါတ်9ကမိုင်ကတော့လာနဲ့မေးတဲ့မေးခွန်းတွေမှာသုံးပါတယ်နံပါတ်10ကီဘယ်နှခုလဲလို့အရေးအတွက်ကိုမေးတဲ့အခါသုံးပါတယ်နံပါတ်17ယางဘီလာလို့မေးတဲ့အခါတွေသုံးပါတယ်စနစ်ကတော့หรือသို့မဟုတ်နဲ့မေးတဲ့ခါကျရင်သုံးပါတယ်နံပါတ်73ကချိုင်းမိုင်ဟုတ်လားလို့မေးတဲ့ခါမှာသုံးပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီမေးခွန်း73ခုပေါ့နော်ဒီမေးခွန်း73ခုကိုအသုံးပြုပြီးတော့မှနမူနာမေးမယ်ပေါ့နော်နမူနာမေးတဲ့နည်းလေးတွေကိုကြည့်မှာဖြစ်ပါတယ်နံပါတ်1အလိုက်ဘာလဲဆိုတဲ့မေးခွန်းနဲ့မေးမယ်ပေါ့နော်နံပါတ်1နမူနာကတော့กินอะไรดีครับမိကလေးဆိုရင်လည်းกินอะไรดีคะအဲ့လိုမျိုးမေးမယ်ပေါ့နော်กินอะไรดีဆိုရင်ဘာစားကြမလဲလို့မေးတာဖြစ်ပါတယ်ဘာစားရင်ကောင်းမလဲလို့အဲ့လိုမျိုးเนาะกินอะไรดีနောက်ထပ်တစ်ခုကนั่นคืออะไรครับนั่นคืออะไรคะคืออะไรဆိုတာဘာလဲလို့မေးတာเนาะนั่นဟိုဟာဆိုရင်นั่นလို့ပြောတယ်เนาะนั่นคืออะไรครับဟိုကဘာလဲအဲ့လိုမျိုးမေးတာဖြစ်တယ်နောက်ထပ်တစ်ခုကทำอะไรอยู่ครับทำอะไรอยู่ค่ะเนาะဘာทำอะไรอยู่ဆိုရင်ဘာလုပ်နေလဲလို့မေးတာပေါ့เนาะทำကလုပ်တယ်อะไรဘာလဲอยู่ကနေတာဖြစ်တယ်ဘာလုပ်နေတာလဲဆိုရင်ทำอะไรอยู่ครับအဲ့လိုမျိုးမေးလို့ရရင်เนาะဒါကတော့အလိုက်နဲ့မေးတဲ့မေးခွန်းတွေဖြစ်ပါတယ်နောက်ထပ်တစ်ခုကยังไงကတော့ဘယ်လိုလဲပေါ့နော်ဘယ်လိုလဲနဲ့မေးတာဖြစ်ပါတယ်ဥပမာไปยังไงครับไปยังไงค่ะไปยังไงครับไปยังไงค่ะဘယ်လိုသွားရမလဲလို့မေးတဲ့အခါမှာသုံးတယ်ပေါ့နော်နောက်ထပ်တစ်ခုเขียนยังไงครับเขียนยังไงค่ะเขียนဆိုတော့ရေးတာเนาะเขียนยังไงဆိုရင်ဘယ်လိုရေးရမလဲလို့မေးတာဖြစ်တယ်နောက်ထပ်တစ်လုံးကทำยังไงครับทำยังไงค่ะทำကပြုလုပ်တာเนาะทำยังไงဆိုရင်ဘယ်လိုလုပ်ရမလဲလို့မေးတာเนาะနောက်ထပ်နမူနာမေးခွန်းတစ်ခုကကျတော့ cry နဲ့မေးမယ်ပေါ့နော် cry ဘယ်သူလဲဖြစ်ပါတယ်မေးခွန်းမေးကြည့်မယ်ဆိုရင်တော့นั่นใครครับนั่นใครค่ะนั่นဆိုတာဟိုလို့ပြောတာเนาะဟိုလူကဘယ်သူလဲလို့မေးတာเนาะအတယောက်ကဘယ်သူလဲအဲ့လိုမျိုးမေးတာนั่นใครครับเนาะအဲ့လိုမျိုးမေးလို့ရတယ်နောက်တစ်ခုဆိုရင်ไปกับใครครับไปกับใครค่ะไปသွားတယ်กับနဲ့เนาะใครဘယ်သူလဲပေါ့နော်ဘယ်သူနဲ့သွားလဲလို့မေးမှာဖြစ်တယ်ဘယ်သူနဲ့သွားမှာလဲเนาะไปกับใครအဲ့လိုမျိုးမေးမှာเนาะနောက်ထပ်တစ်ခုကใครมาครับใครมาค่ะใครဘယ်သူလဲมาလာတယ်ပေါ့နော်ใครมาဘယ်သူလာတာလဲလို့မေးတာဖြစ်တယ်ใครมาဘယ်သူလာလဲใครมาครับဘယ်သူလာတာလဲခင်ဗျာเนาะ
ကျတော့နမူနာမေကွန်၃ခုပေါ့နော်အလိုက်ရဲ့ခါရဲ့ပြီးလို့ရှိရင်ရန်ငါရဲ့ပေါ့နော်ဒီ၃ခုနဲ့မေးပြထားတာဖြစ်ပါတယ်မေကွန်အစကလုံးကအားလုံး73ခုပေါ့နော်3ခုမေးပြပြီးပါပြီကျန်တဲ့10ခုကိုခုနလိုမျိုးနမူနာလေးတွေရှာပြီးတော့မှအင်စာလွတ်လာရမှာဖြစ်တယ်နော်ဒီမှာကျန်တဲ့ဟာမှာဆိုရင်ခုလိုပဲမေကွန်ကိုထားပြီးတော့မှဒီမေကွန်ကိုအသုံးပြုပြီးတော့မှမေကွန်မီနီ3ခုစီအင်စာလွတ်လာရမှာဖြစ်ပါတယ်โอเคပါဒီဘက်အတွက်အင်စာကတော့ထိုင်ပြီး24လုံးပေါ့နော်နေတန်ရဲ့ပြီးလို့ရှိရင်ဒီမေကွန်10ခုအသုံးပြုပြီးတော့မှမေကွန်မီနီလေးတွေရဲ့လွတ်လာရမှာဖြစ်ပါတယ်โอเคပါနောက်ပတ်မှာပြန်ပြီးတော့ဆုံကြမယ်နော်สวัสดีครับ